င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကန်တက် music bar ရဲ့ပိုင်ရှင်ဦးဟန်စောထွေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီကန်တက် music bar ဆိုလို့ရှိရင်ကျွန်တော်ရှုခင်းသာမြို့ဘက်လမ်းနဲ့ဂျမုံတာလမ်းထောက်ကျွန်တော်တို့ဒေါဘုံမြို့နယ်အပိုင်ပေါ့ဝါတာဘုံရဲ့ဘေးမှာတည်ရှိပါတယ်ခင်ဗျာတီအာယုံတီးခဲ့တာတော့ကြာပါပြီဗျကျွန်တော်2024မှာပေါ့ဒီ music bar စပြီးဖွင့်မယ်ဆိုတော့ဒီ line ပေါ်မှာပြန်ပြီးတော့ရှာရင်းနဲ့ PDI ကုမ္ပဏီကိုစတွေ့ပြီးတော့ဆက်သွယ်ပြီးတော့ပေါ့နော်အဲ့ဒီမှာကျွန်တော်တို့ကုမ္ပဏီထီကိုရောက်သွားခဲ့ပါတယ်ဟုတ်ကဲ့ဟိုပေါ့တော့ကျွန်တော်လုပ်ငန်းကကြတော့24ပေါ့နော် customer 24 hour customer service ဖြစ်တဲ့အတွက်ပေါ့ဟိုဗီဇက်ဆိုတာကတော့ကျွန်တော်တို့ဂျာနှုံးပြည့်အရေးကြီးပါတယ်ခင်ဗျကျွန်တော်တို့လုပ်ငန်းဆိုတာတော့ဟုတ်ကဲ့ PDI ကုမ္ပဏီကပေါ့နော်ကျွန်တော်တို့စပြီးဝယ်ယူချိန်ကလေးကစပြီးတော့ပေါ့နော်သူ running တွေလည်းပေးတယ် running hour တွေလည်းပေးတယ်နောက်ပြီးတော့ after service ဘိုင်းမှာဆိုလို့ရှိရင်လိုအပ်ချက်မရှိအောင်ပေါ့သူ့အချိန်နဲ့သူပေါ့နော်လာပြီးတော့အများတန်းစစ်ဆေးပြီးတဲ့အတွက်ကျွန်တော်တို့ဒီမီးစက်အပေါ်မှာပေါ့အာယုံစိုက်မှုတွေကိုရှော့ချပြီးတော့ကျွန်တော်တို့တခြားလုပ်ငန်းအပေါ်မှာပေါ့ပို့ပြီးတော့အာယုံစိုက်ဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့မြန်မာနိုင်ငံမှာကြတော့မီးရရာနှုန်းပြည့်မရတဲ့အတွက်ပေါ့နော်မီးပြတ်တဲ့အချိန်တိုင်းမှာကျွန်တော်တို့ကမီးစက်ကအများတန်း stand by ရှိရတဲ့အတွက်မီးပြတ်တဲ့အချိန်တိုင်းမှာဆိုလို့ရှိရင်တော့ဒါကတော့လူတိုင်းပေါ့နော်ကျွန်တော်တို့ကြုံရတာပေါ့ဒါပေမဲ့ဒီ PDI ကုမ္ပဏီကမီးစက်တွေကိုကျွန်တော်တို့အသုံးပြုပြီးတဲ့နောက်ပိုင်းမှာဒီအရာတွေအားလုံးကပေါ့နော်ရောကြသွားတယ်ပေါ့နော်ဘာတစ်ခုမှတိတ်ပြီးအဲ့ဒါတွေမရှိတော့ဘူးပေါ့ဟုတ်ကဲ့exam မီးစက်ခုအသုံးပြုတဲ့အချိန်ကစပြီးတော့ပေါ့နော် after service ပိုင်းမှာပေါ့လိုအပ်ချက်မရှိအောင်ဆောင်ရွက်ပေးတာနဲ့တွေကိုကျွန်တော်တို့ဒီလုပ်ငန်းပိုင်းဆိုင်ရာမှာအားလုံးအဆင်ပြေချောမွေ့တယ်ပေါ့နောက်တစ်ခုကကျွန်တော်တို့ကုမ္ပဏီပိုင်းဆိုင်ရာအနေနဲ့ပေါ့ကျွန်တော်တို့ဝယ်ယူသူကျွန်တော်တို့ customer တွေကိုဒီအရစ်ကြပေါ့နော်စီစဉ်ပေးတဲ့အတွက်လည်းကျွန်တော်တို့ဒီ customer တွေအတွက်အများကြီးအဆင်ပြေပါတယ်ပေါ့နောက်တစ်ချက်ကကျွန်တော်တို့မီးစက်တွေကကျွန်တော်တို့ပထမဝယ်တဲ့အခါမှာကျွန်တော်တို့အကြောင်းမျိုးကြောင်းပေါ့နော်ဝင်အားမနိုင်လို့နောက်အသစ်ချိန်တဲ့အခါကြလည်းကုမ္ပဏီဘက်ကနေပြီးတော့အစရအဆင်ပြေအောင်စီစဉ်ပေးတဲ့အတွက်လည်းဒါအားလုံးဟိုအဆင်ပြေတယ်ပေါ့နော် PDI ကုမ္ပဏီကနေပြီးတော့တင်သွင်းကြောင်းချတဲ့ exam မီးစက်တီးဟိုပေါ့နော်ကျွန်တော်ရာနှုန်းပြည့် quality ကောင်းပါတယ်ဆိုတဲ့အကြောင်း recommend ပေးချင်ပါတယ်ခင်ဗျာ